တခါလေမာလီကဘာကြီးတစ်ခုလုံးကိုပြောင်းလဲဖြစ်နိုင်တဲ့စစ်ကူးစိတ်တန်ကြီးတွေကတက်ကိုမထင်မထားတဲ့နေရာတွေကနေပေါက်ဖွာလာတတ်ပါတယ်ဥပမာပန်းချန်တစ်ခုထဲမှာနေဝင်တာကိုကြည့်ရင်ကြပြရွတ်နေတဲ့အခါရတန်လေးတစ်ခုကနေပေါ့ကဲဒီနေ့မှာတော့အဲ့ဒီလိုညံအလင်းတစ်ချက်ကနေကျွန်တော်တို့ရဲ့ခေတ်သစ်ကဘာကြီးကိုရက်စင်မီလင်းစေခဲ့တဲ့နီကိုလာတက်စလာရဲ့အန်အောပွဲရာခရီးအကြောင်းကိုပြောပြတော့မှာပါကြားလိုက်တော့ပုံပြင်လိုတန်နေလိုပဲနော်ပန်းညံတက်မှာကြပြလေးရွတ်ပြီးလမ်းလျှောက်နေတာနီးပညာသမိုင်းတစ်ခုလုံးရဲ့လာရကိုဘယ်လိုများထာဝရပြောင်းလဲပစ်လိုက်နိုင်မှာလဲဒါနိမဲ့ဒါရတကယ်ဖြစ်ခဲ့တဲ့ဇလန်တပုတ်ပါဒီဇလန်ရဲ့အခင်းအကျင်းကိုနားလည်ဖို့ဆိုရင်အရင်ဆုံး1880ပြည့်နှစ်တွေစီကိုပြန်သွားကြည့်ရမယ်အဲ့ဒီတုန်းကရက်စစ်လောကကြီးတစ်ခုလုံးကိုချုပ်ခွင်ထားတာက Thomas Edison ရဲ့ Direct Current လို့ခေါ်တဲ့ DC စနစ်ပဲပေါ့ DC ဆိုတာကရေပိုက်ထဲမှာတလန်နေတဲ့စီးနေတဲ့ရေစီးကြောင်းလိုပဲအဝေးကြီးကိုမရောက်နိုင်ဘူးခဏလေးနဲ့အားပြော့သွားရောဆိုတော့စေးရေးလေးကြီးတယ်စွမ်းရည်ဆုံးရှုံးမှုလည်းတိတ်များတယ်အဲ့ဒီချိန်မှာ Alternating Current AC ဆိုတာကတော့ရှင်းအောင်လဲပြီးစီးဆင်းနိုင်တဲ့ကလေးအခွာဝေးများကြီးကိုထိထိရောက်ရောက်ပို့ပေးနိုင်မဲ့မထိနိုင်တဲ့အိမ်မက်တစ်ခုလိုပဲဖြစ်နေခဲ့ပါတယ်ကဲအရာလို့ရဲ့အစော့တက်စလာရဲ့ရှီထွဲမှာဒီစိတ်ကူးကိုမီးပွားလေးဖြစ်စေခဲ့တဲ့တက္ကသိုလ်ကျောင်းသားဘဝကပြဿနာစီကိုအရင်ဆုံးသားကြည့်ကြရအောင်1880ပြည့်နှစ်တွေတုန်းကပေါ့တက်စလာဟာဩစတြီးယားနိုင်ငံဂရက်စ်မြို့ကနီးပညာတက္ကသိုလ်မှာပညာသင်နေတဲ့ကျောင်းသားနဲ့တယောက်ပေါ့အဲ့ဒီမှာသူက Grams Dynamo ဆိုတဲ့ DC generator တစ်လုံးကိုလေ့လာခွင့်ရခဲ့ပါတယ်တက်စလာကအဲ့ဒီ DC Dynamo တွေကိုမြင်တော့အားနည်းချက်တစ်ခုကိုချက်ချင်းတတိထားမိသွားတယ်အဲ့ဒါကတော့ commutator လို့ခေါ်တဲ့အစိပ်ပိုင်းပဲဒီကိရိယာကလျှက်စီးကြောင်းကိုစပစ်စီးတွေပွတ်တိုက်ပြီးလာရပြောင်းမရတာမို့လို့မီးပွားတွေထပ်ဖြစ်ပြီးစွမ်းရင်တွေအလဟဆာဖြစ်နေတာကိုသူတွေ့လိုက်သူ့ပါမောခကတော့ဒါကရှောင်လွဲလို့မရတဲ့ပြဿနာပဲမီးပွားမထွက်တဲ့ AC motor ဆိုတာမဖြစ်နိုင်ဘူးလို့အပြစ်ပြောခဲ့တယ်ဒါပေမဲ့တက်စလာကတော့ဒီမီးပွားတွေဟာဖေရှားပြင်းရမယ်အမားတစ်ခုလိုပဲမြင်ပြီးအဖြေရှာဖို့ဇွဲလန်းသွားတော့တာပဲဒီနေရာကတော့သူ့ဘဝရဲ့အလဲအပြောင်းတကယ်ကိုရုပ်ရှင်ဆန်တဲ့အခိုက်အတန့်ကိုရောက်လာပါပြီ1880ဘူဒါပက်စ်မြို့မှာပေါ့ AC motor ပြဿနာကိုနည်းနည်းချီပြီးအဖြေရှာမရပဲအိတ်မစားအလုပ်လုပ်ခဲ့အတွက်တက်စလာဟာစိတ်ရောကိုပါလုံးဝကိုပြိုလဲသွားခဲ့အထိဖြစ်သွားခဲ့တယ်။ကျမကြီးကတော်တော်လေးဆိုးရွားသွားခဲ့တာပေါ့။အဲ့လိုအာနေကုန်ခန်းပြီးစိတ်တကြနေတဲ့အချိန်မှာပဲတငယ်ချင်းတယောက်နဲ့ပန်းကြနဲ့လမ်းလျှောက်ရင်းနေဝင်ချင်းကိုငဲကြည့်နေခဲ့တယ်။အဲ့မှာကဲသေးရဲ့ force ကြပြတဲ့ကစာသားတွေကိုမမထင်ရွတ်လိုက်မိတယ်။အလင်းများမင်းမင်ခဲ့ပြီးပင်မနဲ့နေ့တနေ့ကုံဆုံးခဲ့ပြီးဟိုဝေးစီအလင်းစလိုသွားကဘောကနေပြတဲ့များရှာဖွေစူးစမ်းနေအဲ့ဒီကြပြကိုရွတ်အပြီးမှပဲရှင်းဆိုပြီးလက်စီလက်တလို့ညံအလင်းကသူ့ခေါင်းထဲကိုဝင်လာတော့တာပဲနှစ်ပေါင်းများစွာသူရှာနေခဲ့တဲ့အဖြေကမျက်စိရှေ့မှာရှင်းလင်းထင်ရှားစွာပေါ်လာခဲ့တယ်သူဘာလုပ်လိုက်လဲဆိုတော့တုတ်တချောင်းကိုအမြန်ကောက်ပြီးတင်းညစ်ပေါ်မှာပုံကျန်းတစ်ခုကိုဆွဲချလိုက်တယ်ဒါဟာဗေရိုစက်ကူတစ်ခုမဟုတ်တော့ဘူးစနစ်တစ်ခုလုံးဘလို့အလုပ်လုပ်လဲဆိုတာကိုပြည့်စုံစွာမြင်ယောင်သွားတဲ့အခိုက်အကျန့်ပါပဲသူတွေးရှိသွားတဲ့တော်လန်တဲ့အဖြေကဘာလဲဆိုတော့လဲပတ်နေတဲ့တန်လိုက်ဆက်ကွင်းပဲ face မတူတဲ့ AC လက်စီးကြောင်းတွေကိုအတူတူကသုံးပြီးလီပွေလိုလဲပတ်နေတဲ့တန်လိုက်ဆက်ကွင်းတစ်ခုကိုဖန်တီးလိုက်တယ်။အဲ့ဒီလဲနေတဲ့တန်လိုက်ဆက်ကွင်းကမော်တာရဲ့အလဲဝင်ရိုးကိုဘာနဲ့မှထိကျွေးစရာမလိုပဲသူ့လိုဆွဲခိုပဲလဲပတ်စီရဲ့။အဓိကကဘာလဲဆိုတော့အဲ့ဒီပုတ်တိုက်စရာ commutator လည်းမလိုတော့ဘူး။စွမ်းရင်အလဟာစာဖြစ်စေတဲ့မီးပွားတွေလည်းလုံးဝမရှိတော့ဘူး။ဒါဟာခေတ်သစ် AC motor အားလုံးရဲ့အခြေခံအုတ်မြစ်ဆက်လာခဲ့ပါတယ်။ဒါပေမဲ့လီစိတ်ကူးကောင်းတစ်ခုရှိုံနဲ့တော့အရာရကမပြီးသွားဘူးလေ။တကယ်လက်တွေ့ကဘာမှာအဲ့ဒီစိတ်ကူးကိုအသက်သွင်းမှုဆိုတာကတကယ်ရုန်းကန်မှုကြီးတစ်ခုပဲ။1884ခုနှစ်မှာတက်စလာဟာအမေရိကကိုရောက်လာပြီးသူ့ခေတ်သူ့ခါကနာမည်အကြီးဆုံးတီထွင်သူ Thomas Edison စီမှာအလုပ်ဝင်ခဲ့တယ်။ဒါပေမဲ့ DC စနစ်ကိုပဲသက်ဆိုင်မမတ်ယုံကြည်တဲ့ Edison ကသူ့ရဲ့ AC idea တွေကိုအဖက်တောင်မလုပ်ခဲ့ဘူး။ပိုဆိုတာကကတိပေးထားတဲ့ bonus $9,000 ကိုလည်းမပေးဘဲရှောင်လိုက်တယ်။အဲ့ဒီမှာတင် Tesla ကြောင့်ဒေါသထွက်ပြီးအလုပ်ကထွက်လိုက်တော့တာပဲ1886ခုနှစ်မှာတော့အခြေအနေကအောက်ဆုံးထိရောက်သွားခဲ့တယ်။ယင်းနှိမ့်မြတ်သူတွေကသူ့ရဲ့မိုဘိုင်ခွင့်တွေကိုလိမ်လည်ပြီးကုမ္ပဏီကနေထုတ်လိုက်တဲ့နောက်မှာ Tesla ဟာပိတ်ဆန်တပြားမှမရှိဘဲနယူးယောက်မြို့ရဲ့လမ်းလေးပေါ်မှာမြောင်းတူးသမားအချက်လုတ်ကင်စားတောက်ခဲ့ရတယ်။သူ့ကိုယ်တိုင်တောင်အဲ့ဒီကာလကိုဘဝမှာအသေးအနာရဆုံးနဲ့မဲ့ရည်အခါသီးဆုံးကြခဲ့ရတဲ့နှစ်လို့ပြန်ပြောခဲ့ရတဲ့အထိပါပဲ။ဒါဟာသူ့ဘဝရဲ့အမောက်မိုက်ဆုံးအချိန်ပေါ့။တပေမဲ့ကြည့်ပါအောင်ဒီလိုမျောလင်းချက်မှတ်နေတဲ့အခြေအနေမှာတောင် AC လက်စနဲ့ပတ်သက်တဲ့သူ့ရဲ့အိမ်မက်အပေါ်ထားတဲ့ယုံကြည်မှုကတော့တစ်ဆက်ကလေးမှရိုင်လေးမသွားခဲ့ပါဘူး
တန်ကောင်းချင်တော့သူနဲ့အတူမြောင်းတူးနေတဲ့အလုပ်သမားခေါင်းတစ်ယောက်ကသူ့ရဲ့ထူးချွန်မှုကိုတတိထားမိသွားတယ်။အဲဒီကနေတဆင့် Alfred S. Brown နဲ့ Charles F. Peck ဆိုတဲ့ငွေကြေးထောက်ပံ့ပေးမဲ့သူတွေနဲ့တွေ့ဆုံခွင့်ရခဲ့တယ်။ Tesla ကသူ့ရဲ့ theory ကိုသက်သေပြဖို့ Act of Columbus ဆိုတဲ့ကိရိယာနည်းနဲ့ပြလိုက်တယ်။ဘာနဲ့မှမထီပဲဂျင်းနီဦးတလုံးကသူ့အလိုလိုလဲပြီးထောက်မှတ်သွားတာကိုမြင်လိုက်ရတော့ရင်းနှီးမြုပ်နှံသူတွေပါဇက်အဟောင်းသားဖြစ်သွားတာပေါ့။အဲဒီနောက်မှာတော့1880ခုနှစ်မှာ Tesla Electric Company ဆိုပြီးမွေးဖွားလာတော့တာပဲ အခုတော့ Tesla မှာတခွဲဟန်းရောငွေကြေးထောက်ပံ့မှုရောအားလုံးစင်သစ်ဖြစ်နေပြီ။သူစိတ်ကူးထားတဲ့စနစ်ကိုအကောင့်ထဲပေါ်ပြီးလက်စစ်လောကရဲ့အဆုံးစွန်ထိတ်တိတ်တွေ့မှုကြီးအသင့်ဖြစ်နေပြီပေါ့။ ဒီမှာမြင်တွေ့နေရတာကတော့ဒီဇလန်ရဲ့အဓိကဇက်ကောင်တော်လိုင်းရဲ့ဗဟိုချက်ခတ်တဲ့ AC induction motor ပါပဲသူ့ရဲ့အလားတရားကရိုးရှိမှုထဲမှာရှိပါတယ်မီးပွားထက်တဲ့ commutator မပါတဲ့အတွက်ပြပြင်းထင်းထင်းစရာတိတ်မလို့ဘူးအင်မတန်ကိုယုံကြည်စိတ်ချတယ် နောက်ဆုံးမှာတော့ Tesla ဟာသူ့ရဲ့အိမ်မက်ကိုတကယ်နားလဲတဲ့သူနဲ့တွေ့ခဲ့ပါပြီ။တီထွင်သူတယောက်ဖြစ်တဲ့ George Westinghouse က American နိုင်ငံလုံးကိုလျှက်စစ်မီလင်းစီနိုင်မဲ့အလားအလာကိုမြင်ပြီး Tesla ရဲ့မှုပိုင်ခွင့်တွေကိုဒေါ်လာ1 သန်းအဲ့ဒီခေတ်ကဒေါ်လာ1 သန်းနော်ပြီးတော့အကျိုးခံစားခွင့်တွေပါထပ်ပြီးဝယ်ခဲ့တယ်။အဲ့ဒီကစားပြီး Edison ရဲ့ DC Empire နဲ့ Westinghouse Tesla တို့ရဲ့ AC တို့ကြားကရက်စစ်ပွဲကြီးစတင်တော့တာပဲ။ AC စနစ်ရဲ့အောင်ပွဲကိုစကလုံးတွေနဲ့တက်တည်မပြခဲ့ပါဘူး။တကယ်လက်တွေအမခန်းအောင်မြင်မှုတွေနဲ့ပဲပြသွားခဲ့တာ။1993ခုနှစ်မှာရှီကာဂိုကမ္ဘာပြပွဲကြီးတစ်ခုလုံးကို AC မီတွေနဲ့ထိန်ထိန်ကြီးရောင်ထွန်းလင်းပြခဲ့တယ်။အထွတ်ထိပ်ကတော့1995ခုနှစ်ကနာယာဂရာရေတံခွန်စီမံကိန်းပဲ။အဲဒီကနေ-10ကျော်ဝေးရဲ့ Buffalo မြို့အထိရက်စစ်တပ်အားကိုအောင်မြင်ပို့လွှတ်နိုင်ခဲ့ပါတယ်။ 3,900ဘက်ကီလိုဝတ်ဒီကိန်းခဏကဘာကိုပြလဲဆိုတော့အဲ့ဒီအောင်ပွဲဘယ်လောက်ကြီးကျယ်ခမ်းနားတယ်လဲဆိုတာကိုပဲနယဂရာရေတန်းခွန်ကနေရတဲ့အဲ့ဒီဓာတ်အားပမာဏကအဲ့ဒီခေတ်ကမြို့ကြီးတစ်မျိုးလုံးကိုထိန်ထိန်ကြီးအောင်လုပ်ပေးနိုင်တယ်ဒါဟာ AC ကပဲအနာဂတ်ဆိုတာကိုတစ်ကမ္ဘာလုံးကိုကြီးညာလိုက်တာနဲ့အတူတူပါပဲအခုချိန်မှာတော့ပန်းချန်လေးတီကနေမွေးဖွားလာတဲ့ Tesla ရဲ့စိတ်ကူးကကျွန်တော်တို့တစ်ကမ္ဘာလုံးကိုလင်းထိုင်စေခဲ့ပါပြီ။ဆိုတော့လေကျွန်တော်တို့မဖြစ်နိုင်ဘူးလို့သတ်မှတ်ထားတဲ့အခြားဘလို့အတွေ့ခေါ်တွေကများညံလင်းတစ်ချက်ပွင့်သွားယုံနဲ့ဒီနေ့မှလက်တွေ့ဖြစ်လာနိုင်အောင်လေဆိုတာကတော့စဉ်းစားစရာပါပဲ။